သမီးအခုကိစ္စမှာသမီးမှန်တယ်တိတ်လားအမားမှာလေချွေးမတွေသမီးတွေမရှိဘူးမန်တဲ့ဘက်ကအမားရက်တီမှာပဲနော်တော်တော်များများကပြင်ပမှာရောက်ခမတွေနဲ့ချွေးမတွေနဲ့မတက်ရတာတမက်တွေနဲ့မတက်ရတာကမိဘတွေဆိုတာအတ္တကြီးလို့မရဘူးကိုသားမကိုသမီးမအဲ့လိုခွဲခြားလို့မရဘူးဘလို့ပဲဖြစ်ဖြစ်ချွေးမဟာလည်းသမီးပဲတမက်ဟာလည်းသားပဲအမားကတော့မန်တဲ့ဘက်လိုက်မှာပဲနော်အပြင်မှာတော့သမီးလည်းမြင်ဘူးမှာပဲသူ့သမီးမှသူ့သမီးလေတမက်နဲ့သမီးနဲ့ရံဖြစ်ရင်သမီးဘက်ကပါတယ်လေဒါဆိုလို့ရှိရင်ပြဿနာတွေကငြိမ့်မလားနော်တားနဲ့ချွေးမနဲ့ဖြစ်ပြီဆိုရင်လည်းမားတာမနာမမိန်ဘူးလေတချို့အမေကပေါ့နော်ကိုတားဘက်ကပဲကိုပါတယ်လေဒါကြောင့်မလို့သမီးဆိုတာလည်းတစ်ချိန်ကျရင်ရောက်ခမညာသမီးရောက်လာမှာပဲနော်မမပေးချင်တဲ့ငိမ့်ချမ်းတဲ့အေးချမ်းတဲ့စိတ်မမကိုကြည့်ပြီးအတူယူရမယ်နော်သမီးနော်ဟုတ်ဒါဆိုရင်သမီးလည်းတာယာအေးချမ်းတဲ့မိသားစုတစ်ခုတိတ်ချပေါက်ပိုင်ဆိုင်ရမယ်နော်ဟုတ်သမီးယောက်ျားတယောက်ကအပြင်ထွက်ပြီးစီးပွားရှာတာလေဟုတ်အောင်မြင်မယ်မအောင်မြင်ဘူးဆိုတာမသိနိုင်ဘူးလေတကယ်လို့ကိုယ့်ယောက်ျားကမအောင်မြင်ဘူးကြရှုံးပြီးပြန်လာမယ်ဆိုလို့ရှိရင်နောက်တန်းမှကြံရတဲ့အိမ်မှာနေတဲ့သမီးကဘယ်လိုဖြေရှင်းမလဲဒီပြဿနာကိုနော်အမားတို့ငငယ်တုန်းကတွေ့တကယ်ဘဝရင်းခဲ့တဲ့တွေ့ကြုံတစ်ခုပြောပြမယ်နော်နင်းအပားကရွှေတော်တက်သွားတယ်ရွှေသွားတူးတာလေရွှေတူးကြောက်တူးလုပ်ငန်းဆိုတာကောင်းကုန်ပြီပြီးတော့သွားလုပ်တဲ့လုပ်ငန်းလေနော်ဟိုခေတ်ကဖုံးလဲဆက်လို့မရဘူးတမီးကလေအပားကိုဖုံးဆက်လို့လည်းမရဘူးဆက်တွေ့လည်းမရဘူးဟိုဒီလူယုံနဲ့စာပေးတာလောက်ပဲရှိတာနော်ဒါပေမဲ့ရွှေတူးကြောက်တူးလုပ်ငန်းတွေကတော့ကချင်ပြည်နယ်တွေကတော့သိတာပေါ့ဒီတကူးလာကြော်ပြီးမိုးကြပြီဆိုရင်လုံးလို့မရတော့ဘူးလေတမီးအပားကပြန်လာတဲ့အခါမှာငွေထုတ်ကြီးနဲ့ပြန်လာမယ်လို့တမီးထင်လားငက်ဖျားတွေဖျားပြီးပြန်လာတာတမီးရဲ့အဲ့ချိန်မှာမမကဒီတင်မန်းကုန်းမှာလမ်းစုံမှာမနေ့ပိုင်းရှမ်းခောက်ဆွဲရောက်နေနေလေစုံမှာဆက်ချုပ်တယ်အဲ့ချိန်မှာအမကလေး3ယောက်ရှိပြီကလေးတွေကြောင့်မလို့အလုံးမလုံနိုင်ဘူးဘယ်လိုကြောင့်အလုံးမလုံနိုင်ဘူးဆိုတော့အမျိုးသမီးတွေစင်ချေကိုသမီးလက်ခံလို့မရဘူးနော်အဲ့တုန်းကမမကနောက်တန်းကနေဒီရက်တီမှုတစ်ခုရှိအောင်မဖန်တီးထားဘူးဆိုရင်တမိစဉ်းစားကြည့်ရက်ွက်ထဲမှာလေလင်မြန်ဘေးတွေကတမိရဲ့တအားခစ်ထတာပြောချလိုက်ပေးမယ်ဆိုပြီးတော့လေပြောချင်တာကိုစားဖို့အတွက်ကောဝတ်ဖို့အတွက်ကောအကုန်အကျွေးတွေယူထားတယ်ကွာကိုယောက်ျားကျမ်းမာကြီးမကောင်းပြန်လာတယ်ဆိုရင်ခက်ခဲမှုမဖြစ်သွားဘူးလားတမိခက်ခဲတော့အခုအမားကျတော့ရက်တီမှုတစ်ခုကိုနောက်တန်းမှာစောင်းဝတ်နေရေးအတွက်ပူပင်စရာမရှိအောင်အမားတို့မျိုးသမီးကအလုံးလုံးနေဖို့လိုအပ်တယ်အဲ့တော့အပားကပြန်လာတယ်ဖျားလို့တာပြန်လာတာနော်သူငွေထုတ်ပါလိုက်တော့တိုက်ထက်လွန်ပေါ့အမားတို့စီးပွားရေးပို့ရှမ်းပြီပေါ့မပါလာတော့လေသူ့အတွက်အိမ်ဝင်ခဲ့ရင်လေနှွေးထွေးတဲ့အရာတွေမရဘူးလားစားဝတ်နေရေးအတွက်ကတော့ပူးကုန်မပူရဘူးလေမမတို့အမျိုးသမီးတွေကအဲ့လိုကိုတောက်တိုင်တစ်ခုဖြစ်ကိုဖြစ်နေရမယ်နော်တမီး